လုံးမဲမင်္ဂလာပါအခုယူရီရှင်းပြမှာက present simple ပြစ္ဆုတ်ပံကာလကိုရှင်းပြမှာဖြစ်ပါတယ် present simple ကိုဘယ်နေရာတွေမှာသုံးရလဲဆိုတော့ habit အလေးအကျင့်တွေကိုပြောချင်တဲ့ခါကျရင်သုံးလို့ရပါတယ် routine နေ့စဉ်လုပ်ရလုပ်စဉ်တွေကိုပြောတဲ့ခါကျရင်လည်းသုံးရပါတယ် fact မြဲတဲ့မှန်တဲ့အမှန်တရားတွေကိုပြောတဲ့ခါကျရင်လည်းသုံးရပါတယ် present simple မှာဆိုရင်သူရဲ့ sentence forms ကဝါကြပုံစံပေါ့နော်သုံးမျိုးသုံးစားရှိပါတယ် affirmative sentence ရှိတယ် positive statement လို့လည်းပြောတယ်ပေါ့နော်အတည်ပြုဝါကြတွေ negative sentence ညင်းဆိုဝါကြ not ပါတဲ့စာကြောင်းတွေ question statements ပေါ့နော် question sentence မေးခွန်းဝါကြတွေသုံးမျိုးသုံးစားရှိပါတယ်ဒီဗီဒီယိုမှာတော့ယူရီက affirmative sentence ကိုပဲအဓိကထားပြီးပြောပြပါမယ်Okay အဲ့ဆိုရင် affirmative sentence လေးကိုကြည့်လိုက်အောင်သူ့ရဲ့ structure စာကြောင်းဒီ6ပုံက subject plus verb plus object complement ပေါ့နော်ဒီရဲ့ structure ကိုကသိထားရမယ်ပေါ့နော်သူရဲ့ rule ကိုကြည့်လိုက်အောင် subject က I you we they ဖြစ်တဲ့ခါကျရင် verb က base form ဖြစ်ပါတယ် subject က he she it ဖြစ်တဲ့ခါကျရင် verb မှာ s es i ရဲ့ထည့်ပေးရပါမယ်အလွယ်မှတ်မယ်ဆိုရင် subject ကအများဆိုရင် base form ပဲသုံးရပြီးတော့ subject ကအနည်းဆိုရင်အနောက်က verb မှာပြောင်းလဲပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပါ Okay အဲ့ဆိုရင် voice memo number 1လေးကိုကြည့်ကြည့်အောင်သူနေ့တိုင်းအင်္ဂလိပ်စာလေ့လာတယ်တဲ့ဒါကအမြဲတမ်းသူလုပ်နေတဲ့ habit ပေါ့နော်အလေးအကျင့်ကိုပြောခြင်းဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင် you တို့က present simple ကိုသုံးရပါမယ် okay သူဆိုတော့ he subject ကအနည်းဖြစ်တဲ့အတွက်ကြောင့် study study ဖြစ်သွားမယ် he study English ဆိုတော့ English he study English every day သူနေ့တိုင်းအင်္ဂလိပ်စာလေ့လာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောခြင်းဖြစ်ပါတယ် present simple ပါ okayနောက်ထပ် voice နံပါတ်တစ်ခုပေါ့နော်နေကတဲ့အရှိဘက်ကထွက်တယ်တဲ့နေကအရှိဘက်ကထွက်တယ်ဆိုရင်အမြဲတမ်းမှန်တဲ့အမှန်တရားကိုပြောခြင်းဖြစ်ပါတယ် fact ပါအဲ့လိုမျိုးဆိုရင်ယူရီတို့က present simple ကိုပဲသုံးရပါတယ်နေဆိုတော့ the sun နေက subject ကအနည်းဖြစ်တဲ့အဲ့အတွက်ကြောင့် rise မှာ rises ဖြစ်သွားပါတယ် the sun rises in the east The sun rises in the east နေကအရှိဘက်ကထွက်တယ်ဆိုပြီးတော့ present simple နဲ့သုံးထားခြင်းဖြစ်ပါတယ် Okay နောက်ဆုံးတစ်ခုပေါ့နော်သူတို့တဲ့တနင်္ဂနွေနေ့တိုင်းဘောလုံးကန်နေတဲ့ဒါဆိုရင်သူတို့အမြဲတမ်းလုပ်နေတဲ့လုပ်ရိုးလုပ်စဉ် routine ကိုပြောခြင်းဖြစ်ပါတယ်အဲ့ဆိုရင်လည်း present simple နဲ့ရေးထားပါတယ်သူတို့ဆိုတော့ they ဘောလုံးကန်နေဆိုတော့ play they play ဘောလုံးဆိုတော့ football they play football နေ့တိုင်း every Sunday they play football every Sunday သူတို့တနင်္ဂနွေနေ့တိုင်းဘောလုံးကန်နေဆိုပြီးသူတို့ရဲ့ routine လုပ်ရလုပ်စဉ်ကိုပြောထားခြင်းဖြစ်ပါတယ် Okay so the present simple ရဲ့ affirmative sentence မှာဆိုရင်မှတ်ကမှာတစ်ခုပါပေါ့နော် subject ကိုကြည့် subject ကအနည်းဆိုရင်အနောက်က verb ကပြောင်းလဲပေးရမယ် subject ကအများဆိုရင်အနောက်က verb ကပြောင်းလဲခြင်းမရှိဘူးဆိုတာတစ်ခုကိုပဲမှတ်ထားရမယ်ပေါ့နော်ကျန်တဲ့ this structure လေးရဲ့ subject plus verb plus object or complement ပေါ့နော်အားလုံးပဲနားလည်မယ်ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်